တာဖြင့်မေတ္တာတေသလတံတေဝိနေအတေတဘဝသာတိသမဏရောကဥပါယတကုံတိတေဝမေတ္တတအမှုနယောတိမေပါယသွေနာအာရေထာရောတော်ဝိညာဉ်ဓမ္မလူပမိတော်တော်သတ္တဖတမိတော်တော်မနေ့ငါလည်းခရီးမတော်မနေ့ငါခရီးတော့ခရီးမှာရှော့နေမလို့ချော်နေရခရီးအပင်ဆိုင်တယ်ခရီးအပင်ဆိုင်လို့ရှိရင်ကြက်对吧？哦，这。အဲ့လိုလုပ်တာ哦。ရုပ်ကအဲ့မှာလာလာဒါပြီးတော့အမြဲတမ်းရှုပ်တယ်哦，我漏了不起。လက်ဟုတ်လို့မချီတော့ဘာဖြစ်လဲရပါစေတတိ ဟောတို့ရုံလိုက်တာ ဘာတို့လဲလူသား အသေးရဘာဟာရကဆိုတော့ကြတော့တေရစံသူရှင်းတော့ဘယ်လိုခေါ်လဲ等一下我。အသေးရဘယ်တေတော့ဘယ်ရောက်သွားလဲမသိဘူးဒီမှာဖုန်းကြီးတော့ဒီတကားရဖုန်းကြီးကိုမျက်စိနာလို့တော့လားဖုန်းကြီးကောင်းမှရားနေပြလား哦，那都在忙活你嘞。ဆွေးလျာလေထွက်လာဟုတ်ပါဘန်ကားလည်းမဖွင့်ပြကြဘူးမမတော့ဘာဖြစ်လဲမဖြစ်ဘူးလေမကြီးဟိုမမလေးတဲ့ဆက်ချစ်တယ်အဲ့ဒါမြင်ရဝါဆောက်တော့ရှုံးလားဟောဘုန်းကြီးရတော့သဘောရိုက်တယ်စိတ်ကြီးဘုန်းကြီးကတော့မထားလေဟုတ်ကဲ့ပါဗျာမှတ်ထားပါမမထားဟိုတမယုံကွာတမယုံပါကြည့်လို့မိုက်ကြီးနဲ့အော်လေဩဟုတ်ကဲ့ပါဘယ်တော့သွားမှာလဲဗျာနေနေကြမှာဘာမကောင်းလားဟုတ်လားမနေ့ကမှကြည့်လို့မိုးရင်းတယ်အခုလေးစားတယ်ပြီးတော့အတူကန်ထဲလူကန်ထဲအပေါရှိတယ်ဒါကြတော့ဘုန်းကြီးကစားရဘုန်းကြီးဟောလာညမယ်မလားရလားမရပါဘူးနားနေအဖေရတရားမြတ်တာပေါ်လို့ဒီသတ္တဟာရဲ့ကမေတ္တာတရားသေသမိသာတတကေသဒုပလာယသေသတရားမြတ်တာကေသတရားမြတ်တာကိုလို့ဒီဣဒာတိဘဘာမတေသတရားအကိုကြီးတို့ထိုင်နေတရားဟောကြပါအကိုကြီးမထိုင်နေအကိုကြီးလေအပေါ်မှာထိုင်နေတော့လားဟောပါလေတရားနာလားတရားနာလေလို့ရှင်တော့တရားနာဘုန်းကြီးနာမည်ကဘယ်လိုခေါ်လဲပုံပေါ်လေးကဖုံဖုံဩဒီဟုတ်ပါတင်တော့ဝင်နေတဲ့ဟာဩတင်ကန်းတီးဦးလားတီးတာမတီးဘူးလားမသိပါဘူးငါတင်တော့ဝင်နေတာဩဟုတ်ကဲ့ဟုတ်ကဲ့ဒီလာကြရင်မရိုက်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ရိုက်ချင်ဘာဖြစ်လဲနာဘောနာတယ်ကျောင်းမလေးချင်းဘုန်းနာမည်ဘယ်လိုခေါ်လဲတီးဘူးဒီလေကနာမည်ဘယ်လိုခေါ်အမညာဦးညာနဂရဩဦးညာနေကြလားဘယ်တောင်းอ่ะရှင်ဒီတော့မဩဒီပါဦးဒီလိုခေမဝါဒလားလို့ငါဒီလူနော်ရမ်းပူလိုက်တာဟဲ့အင်ကြီးရလည်းမလဲအင်ကြီးရမရတယ်ဒါပဲဝှချင်တရားမိသားတရားမိသားတော့ဘယ်သဘုဒ္ဓတိဒီကမိသားအားဆိုလိုက်ပါမိသားတိကဘာလို့မပန်းတူတယ်ဖြင့်ဟိုမိသားတိကလာတဲ့ဖွင့်နေအလေးရဘဝစာတိဆလမတော့ဥပါယတကုံဒီတေဝမေတ္တမုနယတိအမေပါယသွေနာအာထေထာနိသောတော်ဝိညာဉ်ဓမ္မလူပမိတော်တော်ဖတ်ဖတ်မိတော်တော်ဝေဒနာမိတော်တော်တဏှာမိတော်တော်ဥပါဒနာမိတော်တော်တော့ဘဝသတိမိတော်တော်တော့ဗလာယတရေညုတာဗျာဥပဒဝေတော်ဉာဏ်မုတ်တိရောက်ပါစေတည်းသာ
လုံးလူအကောင်လုံးပြ အာသာဓုအကုန်ခေါ်တယ် အသေးရရောက်ပါစေတတိ ဟောတာ ဒါလူပါဗျာ ရဖို့အ ဒီ မြောက် ကျွတ်တော့ အပေါ်ရင်တဲ့ကတရားပုံပုံကြတော့မယ်ဆိုခါကြတော့ဘုံအမြောက်တရားကြံနေတယ် အမြောက်တရားကျန်လေအမြောက် ။တရားကြတော့အမစာအောင်နဲ့ခေါင်းကြီးကောင်ဆွဆွဲနေတယ် ဟောဟိုတော့ပါဦးမိတယ်ပဲပို့ပါ ။ဟိုမြတ်သားကြီးကကလမပတိတဲ့လားအဲ့လိုပဲပဲ။ပတ်စံများများအများကြီးရမှာ ဟော ပတ်စံရပါလား ။ပြီးတော့မနေ့ကရှုပ်နေတယ်မလို့ရည်နေတယ်မလို့ကားနေတယ်မလို့နော်နော် ဟုတ်ကဲ့ ဒီလိုမတည်ဘူးဆိုရင်ကတော့ပြီးရင်သွားခြင်းနဲ့ ဟောဟုတ်ကဲ့ဘယ်လိုသွားတာလဲပြီးရ ပြီးမသွားခြင်းဘူး ဟိုကပဲသွားတာ ။အာနဲ့မျိုးထဲသွားအဲ့ဒါလေးရည်စက်ကြတယ်ကြအဲ့ဒါနဲ့အပေါ်ပြန်တက်လာအဲ့ဒါနဲ့အပေါ်ရောက်သွား ဟိုမှာရေကြီးလို့လေ ဟုတ်တယ် ဒီကဘာကားနဲ့သွား ဒါအဲ့ အာ ရေရတရားမြေသားတိကောကလည်းမပေးတာတရားအတူရာတရားဒီမှာကားရမြိုင်မရထားရမြိုင်ဒီရတော့ကြင်လိုက်တာတန်ချင်းမီအဲ့ဒါအော်လား ဟောအဲ့လို အဲ့လိုလား တန်ဖို့ကြိုက်လားမကြားလား အဲ့ပါလေ ဒီမှာလည်းဖတ်ကြအောင်ဒီမှာလည်းကြောင်းမှုဖတ်ကြအောင်အသေးရဤစားတယ် ဘယ်နဲ့တရားကြီးသားရအောင်လားဘယ်နဲ့မပြောတော့မပြောနေကြီးမှာ ခေါင်းနဲ့အဒီခေါင်းနဲ့လာခိုင်းတာလာဘူးဆိုရတာရတော့ခေါင်းကြီးသွားနော်ခေါင်းကြီးရွာ နာမဘယ်ကောင်းလဲမိတာလည်းမဟုတ်ဘူး မိသားပုံလေးဘုန်းကြီး အော် ခေါင်းကြီး ဟိုယူဒီပါ ပြောခန္ဒီဤယံ ဒီဤယံ သောတာမ ဘောဓမံ သာနနိုင်ပါစေ ကျမ်းလန်းနိုင်ပါစေ ကိုယ်စိတ်နှပြ ဘိနှပြ ဉာဏ်ကွာ ရန်ကော ရှင်တော်ကြပါစေ ရှင်တော်ကြပါစေ မေတ္တာယံသူ မေတ္တာယံသူ ဒေါသမူ ဒေါသမူ ဘူကဲမအဘူကဲပါစေ အဘူးကင်းပါစေမာဒီနဲ့ဟောဟော မိသားရေချင်း မေတ္တာယေသံ မေတ္တာရေးခြင်း ကိုယ်စီဖြင့် ကိုစီဖြင့် ငြိမ်းချမ်းကြပါစေ ငြိမ်းချမ်းကြပါစေ မေတ္တာယေချမ်း မေတ္တာရေးခြင်း ကိုယ်စီဖြင့် ကိုစီဖြင့် ငြိမ်းချမ်းကြပါစေ ငြိမ်းချမ်းကြပါစေ မေတ္တာတေတလဖြင့်နေအသေးတဲ့ဘဝသားဖြင့်ရမရန်တော့ကဥပါယတာကုန်သည်သေဝမေတ္တာအမှုနယောတိအမေတ္တာရသွေးနာထေထားလာနေတော့ဝိညာဉ်နဲ့ဓမ္မလူပနေတော့ဖတ်ဖတ်နေတော့ဟောရတော့ ဘုန်းကြီးတို့ ဘုရား ဘုန်းကြီးတို့ ဟိုမြေတော့တာတနာကိုဟိုမြေဗုဒ္ဓကို ညမလို့ ကောင်းကိုဘဝရင်းနာတာကြီး